ဒီနေ့ကျွန်တော်ဆော့ပြမခင်ရတော့ GT5 ထဲရပဲဖြစ်ပါတယ်ကျွန်တော်ဆော့ပြပါတယ်စောင့်မျှော်ရှူစားမကြည့်ရင်မှကျွန်တော် channel လေး subscribe လေးလုပ်ပေးကြအောင်ပါကျေးဇူးအများကြီးတင်ပါတယ်ဘာလဲလောင်းမလို့Hey मेरे लिए कुछ काम हो तो बताओ बेटा आज बहुत Mian वो साले में yo हेलो हाय oh my godခုချိန်ကတော့ကြော်ညာဖြစ်ပါတယ်ခဏစောင့်မျှော်ရှူစားပေးကြပါဦးကျွန်တော်ကြော်ပေးပါမယ်စောင့်မျှော်ရှူစားကြပါဦးကျွန်တော်ထွက်လာပါပြီကြဒီရောက်ဝင်ပါတယ်ကျွန်တော်ကြော်ညာရဲ့ထွက်လာပြီစိတ်တော့မရှိပါနဲ့ပြေးပြီးကြော်ညာရင်ဝင်ဦးမှာဟုတ်ကဲ့需要给木给你不对毛呢？需要那木给你有不对毛呢？来喽，生意的。拿我毛了，这样对哦。他这马会，因为。太来了，喂，买的表，买的，这个买的，对呗，是那里面烧的给人吃呗，是吧？有片。那你讲，哎，感觉他一个吗？接下，花比喏，我有点的也打错了，看我喽，我嘞，明天的，我到底呀？我看那鸡肉啊哟，我嘞看见哇，风上来。Hello đâu nhà mình yết phát là ý gì à phát là ý gì à ha xây cái ly đi một tay rồi như ba bên này nào nhau ai đừng ngầu đây kè qua những vậy rồi đúng rồi nó mới muốn là được rồi giờ đúng rồi đó anh nói mà chị thấy gì ấy chị thấy yo giờ tháo xong là video này giờ tháo xong lúc kia mình qua sinh nhật này thế giờ mình su
ဖူးဖူးနဲ့ဖူးနဲ့ဖူးနဲ့တဖူးဖူးနဲ့မိုက်တယ်ကွာအိုးမောရပါဟာရောက်သေးနိုင်အောင်လားဟမ်ခုမှဒီနေရာပဲအော်ဒီမှာတော်မီးရဒီမှာနဲ့ဟာဒီမှာနဲ့ဒီနေရာမှာရှင်းတယ်ကြည့်လို့မရဘူးဟိုတနေ့ဘာဖြစ်တာလဲဟိုတနေ့တော့ပြင်มาရတော့မယ်စက်ချုပ်ရင်းလာတယ်အေးကိုပြတ်တက်တော့မကိုင်းတော့လည်းဆိုပါဦးမကိုင်းတော့ကြောက်တယ်ရထားပူလာနေတော့1 2 3 4 5 6ချက်ပတ်ကြလို့ချက်ပတ်ချက်ပါရောက်ပြီပြောကျွန်တော်ခင်းပြီရောဘယ်ရမ်းမတိုင်သွားတာတဲ့ဟဲ့ပါရမ်းမတိုင်ငါမကြည့်ရတယ်ကဲပြန်တော့အိုးပြန်တော့အဲ့အောင်ပြီးပြီတော့ဟာထိတ်ရလေးပါတယ်ကွာဘာလဲမသိဘူးစိတ်ကတက်နဲ့တိုးလာတယ်ဘာရတဲ့နမ်ဒီစိတ်မင်းလာတယ်နာမပြေးခိုင်းနေမပြေးဘူးအော်မလီဆိုရင်မတောင်းတာဟုတ်တယ်ငါလုံနိုင်ဘူးကွာတော်ပြီလက်ရွှေနေပါဆိုစိတ်လေးညံ့အောင်လားလုံးပြရပါမှာပြန်စိတ်လေးရထားစီဝါမယ်ရထားစီဝါမယ်လေရထားလေးစီခဏထိုင်အောင်ကွာရထားထွက်Hi, Papi, yo, anh em mình yo, bye bye. Chắc chắn là thế là em biết bảo là xin anh. Ui giời ơi. Đúng rồi, đánh ba mẹ thì ca lên mình. Anh làm một cái nhà này. Này đây. 저기 쓰나 이거 맞으라 그냥 맞으라 ini bayi lo ame ah mama latte iya ah activity में jangan main sama activity lain mungkin
ကဲ TV ကြည့်မယ်ဒီနေ့ဘာကြည့်ရင်ကောင်းမလဲတချင်းနာတော့မကွာကြားလို့တချင်းရွေးရပါကောင်းမှာလေဖြစ်တာဟန်ပိတ်ထားလိုက်ကျွန်တော်ဗီဒီယိုလေးထားပါပဲစောင်းလေးလိုက်ကြအာကြည့်ရှုရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေး subscribe လုပ်ပေးကြပါ